ဝိတ္တုပမေသားကဘာကြောင့်မြတ်စွာဘုရားရှင်ရဲ့အမျိုးတွေအားလုံးကိုတက်ပြတ်ထားလဲတကီဝဲမျိုးတုံးအောင်ရရက်ဆက်ဆက်ချေမွန်းပစ်တဲ့ဝိတ္တုပရဲ့ဇာတ်ကြောင်းကိုအဆုံးထိကြည့်လိုက်ရအောင် like follow and subscribe မလုပ်ရသေးရင်လုပ်ချပါအောင်နော်မြတ်စွာဘုရားရှင်သည်တာဝေထိပ်ဇေတဝင်ကျောင်းတော်၌တည်င်းထုံးတော်မူစဉ်နတ်လူအပေါင်းတို့အားနေ့စဉ်မပြတ်တရားရည်အေးတိုက်ကြွေးတော်မူပါတယ်ထိုစဉ်ကကောသလမင်းကြီးသည်မြတ်စွာဘုရားရှင်နှင့်ယဟန်တန်ဃာတော်တို့အပေါ်အလွန်ကြီးညိုသဖြင့်နေ့စဉ်တန်ဃာတော်900ခန့်တို့နန်းတော်သို့ပင့်ဖိတ်ကာစွမ်းကိစ္စများလူကျွေးလှူဒန်းလေးရှိပါတယ်သို့တော်လည်းနန်းတွင်းသူနန်းတွင်းသားတို့သည်မင်းကြီး၏အမိန့်အရသာဝိကျေဝိကုံပြုစုကြသူများဖြစ်ရာယဟန်တန်ဃာတော်တို့နှင့်တည်ရင်တနည်းမရှိကြပေထို့ကြောင့်ယဟန်တော်များသည်နန်းတော်၌စွမ်းခံယူပြီးလျင်မိမိတို့နှင့်ရင်းနှီးကျွမ်းဝင်ရာအနာတပိန်တချေနှင့်ဝိသခာကျောင်းမကြီးတို့၏အိမ်များသို့သာကြွရောက်၍စွမ်းပူးပေးကြပါသည်မိမိ၏နန်းတော်၌ယဟန်တော်များစွမ်းမပူးပေးပြန်ထွက်သွားကြသည်ကိုသိရှိရသောကောသလမင်းကြီးသည်စိတ်မကောင်းဖြစ်ကာမြတ်စွာဘုရားထံသို့သွားရောက်၍အဘယ်ဘောဇင်သည်အယတာအရှိဆုံးဖြစ်ပါသနည်းဟုမေးမြန်းပါသည်မြတ်စွာဘုရားရှင်ကလည်းမင်းကြီးအကျွမ်းဝင်သူတို့လှူဒန်းသောဘောဇင်သည်သာအမြင့်ဆုံးဖြစ်သည်ဟုမိန့်ကြားတော်မူပါသည်ထိုစကားကိုကြားရသောအခါကောသလမင်းကြီးသည်ယဟန်တန်ဃာတော်တို့နှင့်တရင်တနည်းရှိလာသောတာကီဝင်းမင်းမျိုးတို့နှင့်ဆွေမျိုးတော်ဆက်လိုသောဆန္ဒပြင်းထန်လာခဲ့ပါသည်ထို့ကြောင့်ကပိလဝိပြည်မှတာကီဝင်းမင်းသမီးတစ်ပါးကိုတောင်းခံရန်တမန်များကိုစေလွှတ်လိုက်ပါသည်ကပိလဝတ်ပြည်ရှိတာကီဝင်းမင်းတို့မှမူမမီတို့ထက်ဇက်နစ်ဒီဟုယူဆရသောကောသလမင်းအားတာကီဝင်းမင်းသမီးကိုမပေးလိုကြတော့လေမင်းကြီး၏အာဏာကိုရောင်းရွံ့သဖြင့်အခက်တွေ့နေကြရသည်ထိုအခါမဟာနန်မင်းကြီးကမိမိနှင့်ကျွန်းမတူတို့မှမွေးဖွားသောအလွန်လှပကြော်ရှင်းသည့်ဝါတပခတ္တိယာမင်းသမီးကိုတာကီဝင်းမင်းသမီးအစ်စ်အခြေလိန်လည်၍ပေးဆက်လိုက်လေသည်ကောသလမင်းကြီးတော်လေအမှန်ကိုမသိပဲဝါတပခတ္တိယာကိုမိဖုရားကြီးအရာမြောက်စားခဲ့ရမှာဝိတတုပဟူသောတာမင်းသားတစ်ပါးကိုဖွားမြင်ခဲ့ပါတယ်ဝိတတုပမင်းသားသည်အရွယ်ရောက်လာသောအခါမိမိအဖိုးနှင့်ဆွေမျိုးများရှိရာကပိလဝတ်ပြည်သို့အလေအပတ်သွားရောက်ပါတယ်သို့သောတာကီဝင်းကိုသည်ဝိတတုဖကိုကျွမ်းမမွေသောသားဟုနှိမ်ချဆက်ဆံကြမည်မေဘပြန်သွားသောအခါသူထိုင်ခဲ့သောနေရာကိုကျွန်းစောနန်းသည်ဟုဆိုကာနိုရီများဖြင့်စေကြောကြပါတယ်ထိုအကြောင်းကိုမတော်တဆသိရှိသွားသောဝိတတုပါသည်အလွန်အမြင့်ဒေါသချစ်ကငါဘရင်ဖြစ်လျင်ဤနေရာကိုတာကီဝင်းတို့၏လဲချောင်းသွေးဖြင့်ပြန်လဲစေကြောမည်ဟုကျင်းဝါခဲ့ပါတယ်တချိန်တည်းမှာပင်တာဝတိပြည်၌လေဝါတပခတ္တိယာနှင့်ဝိတတုပတို့သည်ကျွန်းမျိုးနွယ်မှဆင်းသက်သွားလာသူများဖြစ်ကြောင်းပေါက်ကြားသွားသဖြင့်ကောသလမင်းကြီးကအလွန်ရှက်ပြီးဒေါသဖြစ်ကဝိတတုပတို့သားအမိအားယာရုမှဖြုတ်၍ကျွန်းအဖြစ်သို့နှိမ်ချထားလိုက်ပါရဲ့သို့သောမြတ်စွာဘုရားရှင်ကဖခင်မျိုးရိုးသားလင်းအဓိကဖြစ်ကြောင်းတရားပြတာဆုံးမသဖြင့်မင်းကြီးက၎င်းတို့အားယာရုအဆောင်အယောင်များပြန်လည်ပေးအပ်ခဲ့ပါရဲ့ကောသလမင်းကြီးကွယ်လွန်ဒီနောက်ဝိတတုပသည်ဘယင်ဖြစ်လာသောအခါမိမိငယ်စဉ်ကအညိုးတေးကိုလက်စားချီရန်စစ်တပ်ကြီးနှင့်အတူကပိလဝတ်ပြည်သို့ချီတက်ခဲ့ပါရဲ့မြတ်စွာဘုရားရှင်သည်တာကီဝင်းတို့၏ဘေးဒုက္ခကိုမြင်တော်မူသဖြင့်လန်ကုလ၌3ကြိမ်တိုင်တားမြစ်တော်မူခဲ့တော်လဲစတုထအကြိမ်တွင်မူတာကီဝင်းတို့၌အတိတ်ကမြစ်ထဲသို့အစိတ်ခတ်ဖူသောဝတ်ကြွေးရှိသည်ကိုမြင်တော်မူသဖြင့်မတားမြစ်တော်ပဲကရုဏာတတ်စွာကြည်နေတော်မူခဲ့ရပါသည်ဝိတတုပသည်ကပိလဝတ်ပြည်ရှိတာကီဝင်းတို့အားလုံးကိုရရက်ဆက်ဆက်တုတ်တင်ပစ်ခဲ့ပြီးသူ၏ဂတိအတိုင်းတာကီဝင်းတို့၏သွေးဖြင့်ကျမ်းမြင်ကိုစေကြောခဲ့ပါတယ်။သို့တော်လည်းအာဂါတချင်းအောင်ဖွဲခံခဲ့သောဝိတတုပနှင့်သူ၏စစ်တပ်ကြီးမှာအပြန်လန်းတွင်အစီရဝတီမြစ်ကမ်းဘေး၌အိတ်ဆက်နာယူနေစဉ်ရုတ်တရက်တောင်ကျက်ရည်များလွှမ်းမိုးလာသဖြင့်အားလုံးရေထဲပါသွားကအသက်ပြောက်ခဲ့ကြရပါတယ်။အာဂါတတရားသည်တစ်ဖက်လူကိုဒါမကမိမိကိုယ်တိုင်ကိုပါပျက်စီးခြင်းသို့ဆွဲချသွားတဲ့ကြောင်းသင်ခန်းစာပေးလျက်ဇလန်းလေးလည်းဒီမှာတင်ပြီးပါပြီနော်။ကျေးဇူးပြုပြီး like follow and subscribe လုပ်ထားကြပါဦးနော်